point လေးတွေကိုသွားခဲ့တယ်အဲ့တော့ floating point မှာဆရာတို့ဘာတွေပါမလဲ sin bit ပါမယ် exponent bit ပါမယ်ပြီးလို့ရှိရင် fraction ဘိုင်းပါမယ်အဲ့တော့သူ့မှာကဆရာတို့ကနှစ်ပိုင်းတော့ရှိတာဗောနော်နှစ်ပိုင်းရှိတယ်အဲ့တော့ single precision floating point ရယ် double precision floating point အဲ့တော့ calculation လုပ်တဲ့ဟာတွေကိုဆရာတို့အဓိကမေးတာကတော့ဆရာတို့က single precision floating point နဲ့ဆရာတို့မေးတာများတယ်ဗောနော်ဇာမွဲမှာလည်းများတယ်အဲ့တော့အဲ့ဒါလေးတွေကိုတော့အဓိကကြည့်ရမှာဗောနော်အခုဆရာတို့ဆရာတို့ဒီ sin bit ရယ် exponent bit ရယ်ပြီးလို့ရှိရင် fraction ရယ်ဗောနော်သို့မဟုတ် mantissa လို့ခေါ်တဲ့အပိုင်းရယ်အဲ့တော့ဆရာတို့ SS127 အဲ့တော့ SS127 ကိုမှဆရာတို့ကဘယ်လိုခေါ်လဲဆိုတော့ဆရာတို့754ပေါ့နော် IEEE 754လို့ခေါ်တယ်အဲ့တော့သူ့မှာကျတော့ဆရာတို့ကဒီ bit အရေးအတွက်လေးတွေကဆရာတို့ bias value လေးကဆရာတို့127ရှိတာပေါ့နော်သူက bias value ကSS64 ကကျ64ပဲရှိတာအဲ့တော့ဒီ IEEE 754 format နဲ့မေးတာများတယ်သူကကျတော့ IBM format ဆိုတော့မမေးဘူးပေါ့ single precision ကိုမှဆရာတို့ကဒီ IEEE 754 method နဲ့မေးတာများတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာတို့ example လေးနဲ့ဆရာတို့တစ်ချက်ကြည့်အောင်ပေါ့နော်ဟုတ်ပြီအဲ့တော့ express တဲ့ decimal number အဲ့တော့ decimal number ကြီးကိုသူကပေးထားတာဒီမှာ with the single precision floating point 32 bit IEEE 754 format လေးနဲ့ဖော်ပြပေးပါတဲ့ decimal ကဏ္ဍထိလောက်1234625 base 10ဒီကဏ္ဍကို floating point ပြောင်းခိုင်းတာ floating point မှာ double precision လား single precision လားဆိုတော့ single precision မှာဆရာတို့က IEEE 754 method နဲ့သွားမယ်တဲ့ IEEE 754 method ဟုတ်နော်အဲ့တော့ bias value က127ဆိုတာလေးမှတ်ထားရမယ်သူ့ကိုခေါ်တာက SS127 လို့လည်းခေါ်တယ်ဟုတ်ပြီနော် okay အဲ့တော့ဆရာတို့စကြည့်မယ်အဲ့တော့သူ့မှာ sin bit ကတော့ဆရာတို့က1 bit ပဲဟုတ်နော်အဲ့တော့ sin bit ကဘာကိုပြတာလဲ positive value ဆိုရင်3ညနဲ့ပြမယ် negative value ဆိုရင်ဒါ1နဲ့ပြမယ်ဒါဆရာတို့ပြီးသားဖြစ်မယ်အဲ့တော့ exponent ကတော့ဆရာတို့မှတ်ထားဖို့ရလို့လေ single precision ဆိုရင်8 bit ဟုတ်ပြီနော်8 bit အဲ့ဒါဆိုရင်တော့ဆရာတို့က mantissa ကမှတ်စရာမလိုတော့ဘူးအဲ့တော့8နဲ့1နဲ့ပေါင်းတော့9 32 bit တွေကနေပြီးတော့နှုတ်လိုက်အဲ့ဒါကျန်တဲ့ကောင်က mantissa fraction ဘိုင်းပေါ့နော်အဲ့တော့8 bit ကိုကြည့်မယ် exponent အဲ့တော့ show with SS127 where radius is 2အဲ့တော့ radius ကဆရာတို့က2ဖြစ်သွားပြီပေါ့ base 2ကိုရောက်သွားပြီပေါ့ပြောချင်တာက binary number ကိုပြောင်းပါအဲ့တော့ SS value bias value က127အဲ့ဒါလေးမှတ်ထားရမယ် IEEE 754 format လို့ပြောသည့်အတွက်ဟုတ်ပြီနော်အဲ့တော့ mantissa ဘိုင်းက23 bit အဲ့တော့ show with the normalized expression where integer back is 1အဲ့တော့ integer back ကတော့ရှေ့ဆုံးကတော့ဆရာတို့1ဖြစ်ရမယ် normalize လောက်ထားတဲ့တန်ဖိုးတွေအဲ့တော့ဓာတ်သမရဲ့နောက်ကကဏ္ဍတွေဟုတ်ပြီနော်ဓာတ်သမရဲ့နောက်ကကဏ္ဍတွေဆရာတို့decimal လို့ပြောမယ်ဆိုရင်တော့ဗောနော်ဒီကောင်ဆိုလို့ရှိရင်ဆရာတို့က1234625အဲ့ဒါဆိုရင်1 point အဲ့လိုယူရမှာပေါ့ဆရာတို့ရှေ့ဆုံးက1 digit တစ်လုံးယူရမှာပေါ့234625 into 10 power နေဆိုဆရာတို့ဘယ်လိုရေးလို့ရမလဲ1 point နဲ့ရေးပါ10 power 3လား3ပေါ့မှန်တာပေါ့အဲ့ဒီသဘောအဲ့တော့ပြောချင်တာကဒီ normalize expression ဆိုတာဒါ normalize expression ပဲလေ integer ဘက်ကတော့ဆရာတို့က1နဲ့စပြီးတော့ယူရမယ်ဘာကြောင့်လဲဆိုတော့ तू က decimal တွေ sorry binary တွေဆိုရင်1တွေ0တွေနဲ့ပဲလာမှာဟုတ်အဲ့တော့1ကနေစပြီးတော့1 point တစ်ခုခုယူလိုက်ဓာတ်သမားရဲ့နောက်ကဟာကဘာကြီးလဲ mantissa ပဲ fraction ပဲရမယ်နော်အဲ့တော့ဆရာတို့ကပထမဦးဆုံးဘာစလုပ်ရမလဲ solution စပြီးတော့တွက်မယ်ဆိုလို့ရှိရင်ဆရာတို့ကအဲ့ဒီကဏ္ဍကြီး decimal ကဏ္ဍကြီးကိုဘယ်ကိုအရင်ပြောင်းမလဲ binary number ကိုအရင်ပြောင်းမယ်နော် binary number ကိုအရင်ပြောင်းမယ် binary number ကိုပြောင်းလိုက်တော့ကိုကြိုက်တဲ့နည်းလမ်းနဲ့ပြောင်းမယ် sum or weight method နဲ့ပြောင်းလဲရတယ် repeated division by 2 method နဲ့လည်းပြောင်းလို့ရတယ်အဲ့ဒါဘယ်အပိုင်းကိုပြောင်းပါလဲ integer ဘက်ကိုပြောင်းပါဟုတ်ပြီနော်1 2 3 4ကတော့ဆရာတို့ကအဆင်ပြေတယ် sum or weight method နဲ့လည်းသွားလို့ရတယ်လို့ repeated division by 2နှစ်နဲ့စက်တိုက်စားတဲ့ဟာနဲ့လည်းရတယ်ပေါ့နော်ပြောချင်တာ2 power တွေကိုပေါင်းသွားလဲအဆင်ပြေတယ်ဟုတ်ပြီအဲ့တော့ calculation ပိုင်းအဲ့ဒါတော့တားလို့သမီးတို့တွက်တက်ပြီးသားလို့ဆရာယူဆမယ်ဒီနောက်က 0.625 ကျတော့ဆရာတို့ဘာနဲ့ဘယ်လိုလုပ်ရမလဲဒီကဏ္ဍထွက်အောင်မြောက်မယ်နှစ်နဲ့စက်တိုက်တွေမြောက်မယ်ဟုတ်ပြီနော်အဲ့တော့ binary ပြောင်းတာရမယ်လို့ဆရာယုံကြည်တယ်အဲ့တော့ဒါ binary ပြောင်းလိုက်ပြီ binary ပြောင်းတော့ base 2ဖြစ်သွားတယ်ဒါပထမအဆင့်ဒုတိယအဆင့်မှာဆရာတို့ normalize လုပ်မယ်အဲ့ဒီ binary number ကိုအဲ့တော့ determine in 1အဲ့တော့1နဲ့စပြီးတော့ရှု
အဲ့တော့ဒီကဏ္ဍကြီးကဘာကြီးလဲအပေါင်းလက္ခဏာလားအနှုတ်လက္ခဏာလားကြည့်မယ်အပေါင်းဖြစ်တယ်ရှေ့ကလက္ခဏာရေးမထားတော့ဆရာတို့အပေါင်းပေါ့နော်အနှုတ်ဆိုရင်အနှုတ်ကသီးသန့်ထည့်ပေးတာဟုတ်ပြီအဲ့တော့အပေါင်းဖြစ်မယ်ဟုတ်ပြီနော်အပေါင်းဖြစ်မယ်1 point နဲ့ယူလိုက်မယ်1 point 0နှလုံး1နှလုံး4လုံး5လုံး6လုံး9လုံး10လုံး9လုံး10လုံးအဲ့တော့ဘယ်လိုရေးလိုက်လဲ1 point နောက်ကဟာတွေဆရာတို့ရေးလိုက်တယ်2 power ဘယ်လောက်ဖြစ်သွားမလဲဒသမရဲ့ရှေ့မှာဆရာတို့ကဒသမကရှေ့ကို10နေရာတိုးသွားတော့2 power 10ဖြစ်သွားတာရမယ်နော် ဟုတ်ရပါတယ် โอเคဟုတ်ပြီအဲ့တော့ဆရာတို့ဆက်ပြီးတော့မှကြည့်မယ်အဲ့ဒါဒုတိယအဆင့်တတိယအဆင့်မှာဆရာတို့ဘာလုပ်မလဲ exponent 2 power တန်းရနေပြီလေအဲ့တော့ binary number အနေနဲ့အဲ့ဒီတန်းကိုဆရာတို့က SS127 နဲ့ယူရမယ် IEEE 754 method ဆိုရင် SS127 ဟုတ်ပြီနော်အဲ့တော့ power ဘယ်လောက်ရှိရလဲဆရာတို့ကဒီမှာ2 power က10ရှိတာအဲ့10ကိုဆရာတို့ကဒီ bias value လေးပေါင်းပေးရတယ်ပေါင်းလိုက်တော့ဘယ်လောက်ရလဲဆိုတော့130ခွန်ရတယ်နော်130ခွန်အဲ့130ခွန်ကို binary ပြန်ပြောင်းရမယ်နော်130ခုကိုဒါ binary ပြန်ပြောင်းထားတာနားလည်မယ်နော် ဟုတ်နားလည်ပါဆရာ okay ဟုတ်ပြီအဲ့တော့ဆက်ကြည့်မယ်အဲ့တော့ describe according to the form of representation အဲ့တော့ floating point ကိုဆရာတို့က represent လုပ်တော့မယ်အဲ့တော့ sin bit ဒီတစ် bit ပဲနေရာယူတယ်ဟုတ်နော် sin bit က1 bit အဲ့တော့အပေါင်းကဏ္ဍဆိုရင်3ညအနှုတ်ကဏ္ဍဆိုရင်1 0 positive ဆိုရင်0 negative ဆိုရင်1အဲ့တော့ဒီမှာ sin bit ကဆရာတို့တစ် bit တည်းပဲအပေါင်းဖြစ်တဲ့အတွက်0ယူလိုက်တယ်ဟုတ်ပြီနော်အဲ့ဒါပြီးရင်ဆရာတို့ exponent ကကျတော့ဆရာတို့ဘယ်နှစ် bit လဲ8 bit နော်8 bit ယူမှာအဲ့တော့ exponent ကဆရာတို့ပြောင်းပြီးသားကြီးဒီမှာ103လုံး1001ဟုတ်နော်အဲ့ဒါ exponent ရပြီမန်တစ္ဆာဒီဒသမရဲ့နောက်ကကဏ္ဍနေဒသမရဲ့နောက်ကကဏ္ဍနေအဲ့တော့001101 00101ဒီမှာပဲစုံသွားပြီအဲ့တော့ဒါဘယ်နှစ် bit ပဲရှိသေးလဲနှလုံး4လုံး2 4 6 8 10 12 13ပဲရှိတယ်ဟုတ်လား13ပဲရှိတယ်အလုံးအရေအတွက်က bit အရေအတွက်ကတကယ်တမ်းကဆရာတို့ဘယ်နှစ် bit ထည့်ရမှာလဲ23 bit 23 bit ဆိုတော့ဆရာတို့3ညဘယ်နှလုံးထပ်ထည့်လိုက်ရမလဲ10လုံး10လုံးထပ်ထည့်လိုက်မယ်ဒါပဲဒါဒီဆရာတို့ဘယ်လောက်လဲခုနပြောင်းလိုက်တာ1 2 3 4.625 base 10ကိုဆရာတို့ floating point အနေနဲ့ binary အနေနဲ့ဘယ်လိုကိုစားပြုတယ်လဲဆိုတော့ဒီလိုကိုစားပြုတယ်32 bit IEEE 754 format နဲ့ပေါ်ပြတာအဲ့တော့ sin bit ကဒီမှာပြန်ရှင်းပြထားတယ် sin bit က1 bit exponent bit ကဒီမှာဆရာတို့8 bit ပေါ့နော်137ကိုပြောင်းထားတဲ့ဟာပြီးလို့ရှိရင်မန်တစ္ဆာဘိုင်းက23 bit ဒသမရဲ့နောက်ကကဏ္ဍနေရှိမယ်လိုအပ်တာမှန်သမျှလိုအပ်တဲ့ bit အရေအတွက်23 bit မပြည့်မချင်း23 bit မပြည့်မချင်းနောက်က0တွေထပ်ပြီးတော့ဆရာတို့ဖြည့်ပြီနားလဲမလားဟုတ်နားလည်ပါဆရာ နားလဲနော်ဟုတ်ပြီအခြားသူတွေရောရမယ်နော်သားတို့ရမလားဆရာက calculation ပိုင်းပြီးတော့မှာမလို့ဒါကိုရမရပါနော်โอเคဟုတ်ပြီအဲ့ဒါဆိုရင်တော့ရတယ်လို့ပဲဆရာယူဆလိုက်မယ်အဲ့တော့ဘယ်ဟာကိုပြောင်းမလဲဆိုတော့နောက်ထပ်ပြောင်းစီချင်တာက32480 base 10ကိုဆရာတို့ကဒသမအနေနဲ့ယူမယ်ဆိုရင်တော့ဆရာတို့ဘယ်လိုဖြစ်သွားမလဲ3.248 into 10 power ဘယ်လောက်ဖြစ်သွားမလဲဟုတ်3.248 into 10 power 4မှန်တာပေါ့ဒီကဏ္ဍပေါ့ဒါ base 10ကြီးဒီကဏ္ဍကြီးကို single precision IEEE 754 method ဒီကောင်အတိုင်းပဲဆရာကိုfloating point လေးပြောင်းပေးဟုတ်ဆရာ okay